က senior တန်းလေးပေါ့နော် senior နံပါတ်လေးတန်းလေးအဲ့တော့ဒီမှာရှိနေတဲ့ကဏ္ဍလေးတွေကိုအဲ့လိုမျိုးလေးပေါ့နော်သူတို့ကြီးဆွဲသွားတယ်ဒါလေးတွေလည်းအဲ့လိုပဲဒီလိုလေးဆွဲရိုက်သွားတယ်အဲ့လိုမှမရိုက်ချင်ဘူးဆိုတော့ဒီလိုမျိုးရိုက်ကြတယ်ဒီလိုရိုက်ကြပါတော့တစ်ခုချင်းအဲ့လိုမျိုးမရိုက်တော့အဲ့လိုမရိုက်တော့ဘူးဘယ်လိုရိုက်မလဲဆိုလို့ရှိရင် formula လေးနဲ့ရိုက်မယ်အဲ့တော့ဒီဟာလေးတွေအကုန်လုံးကိုရိုက်ဒီတက်ကမဲ့ကွက်လေးပေါ့နော်ဒီ blank ကွက်လေးတွေအကုန်လုံး selection ပေးလိုက်ပေးပြီးတော့လည်း keyboard ကနေပြီးတော့ control ရဲ့ G ရဲ့နှိပ်လိုက်ပေါက်လေးကြာလာလိမ့်မယ်ပေါက်လေးကြာလာရင် special လေးကိုယူလိုက်မယ်အဲ့ဒီကနေပြီးတော့ဒီမှာရှိနေတဲ့ blank ကွက်တွေကိုနံပါတ်တက်မှာဖြစ်တဲ့အတွက် blank လေးကိုယူလိုက်ပါပြီးရင် okay လို့ခေါ်လိုက်မယ်အဲ့တော့ဒီအပေါ်သုံးမှာ equal ခေါ်မယ်ပြီးရင် keyboard ကနေပြီးတော့ n ပြီးရင်တက်လေးတစ်ချက်တော့ value တက်မို့ပဲတက်မို့လဲဆိုဒီစာနံပါတ်ကဟာလေးတွေသွားမှာ။စာနံပါတ်ကိုတက်မှာဆိုတော့အတွက်စာနံပါတ်လေးကိုသွားတယ်။ပြီးသွားတဲ့အခါကျရင်ဝင်းပြန်ပိတ်ပြီးတော့တရိုးချင်းစီ1 2 3စသဖြင့်ပေါင်းသွားမှာဖြစ်တဲ့အတွက်ဟိုပေါ့နော်တစ်ခုချင်းတိုးသွားအောင်ပါပေါ့1 2 3စသဖြင့်နံပါတ်လေးတွေအစင်လိုက်တက်သွားအောင်။အဲ့တော့ equal ခေါ်မယ်ပြီးရင် n ကိုနှိပ်မယ်တက်တော့လိုက်မယ်value သူ့ရဲ့တန်ဖိုးဆိုတာစာနံပါတ်ကအောက်မှာ1 2 3ဆိုကွာအစင်လိုက်သွားရမှာလေအဲကြောင့်ဒီနံပါတ်လေးကိုရွေးမယ်ပြီးရင်ဝင်ပြန်ပိတ်မယ်ပြီးတဲ့အခါကျရင်နံပါတ်က1ပြီး2 3 4အဲ့လိုမျိုးပဲသွားမှာဖြစ်တဲ့အတွက်1တိုးသွားမှာအဲ့တော့အပေါင်း1နှိပ်မယ်ပြီးတာနဲ့ keyboard ကနေပြီးတော့ control ရဲ့ enter နှိပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ဒီပေါ်မှာအကုန်လုံးလိုက်ရိုက်စရာမလိုဘဲနဲ့အကုန်လုံးဝင်သွားပါလိမ့်မယ်နော်